ဟုတ်ကျွန်တော်ကထုံးစံတိုင်းလင်းခအိမ်မှာပေါ့နော်အခုကျွန်တော်ကြောက်ဘက်ဒေါင်းကရင်ကျွန်တော်ကားကြည့်ခိုင်းတဲ့ Mitsubishi ပေါ့နော်အဲ့ကားလေးကိုကျွန်တော်အခုသွားကြည့်ပေးနေပါတော့နော်အခုရန်ကုန်ကစားထွက်လာတယ်အမြန်လမ်းကြီးပေါ်ရောက်နေပါတယ်ဗျာနော်ကျွန်တော်တကူးတကာလှမ်းပြီးတော့ customer တယောက်ကမန်းလေးကိုသွားပြီးတော့ဒီကြောက်ဘက်ဒေါင်းကအကိုတယောက်မန်းလေးကိုသွားကြည့်ခိုင်းလို့ကျွန်တော်အခုသူနဲ့ join ပြီးတော့နေပြီးတော့ကြော်ရင်သူ့ကိုဖုန်းဆက်မယ်သူနဲ့တူတူဆက်သွားမယ်သူ့ကားလည်းပါမယ်ကျွန်တော်ရန်ကုန်ကကျွန်တော်ကားနဲ့ကျွန်တော်လာတယ်မန်းလေးကိုကျွန်တော်တက်ကြည့်ပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်ဟာလေးစက်တင်ပေးထားအောင်မယ်နော်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဒီ out planner လေးကိုပေါ့နော်ရန်ကုန်ကရင်ဒီမန်းလေးကိုလာကြည့်တယ်ကားပိုင်ရှင်ကတော့ပြင်လွင်မှာနေတယ်အခုဒီကြောက်ပတောင်းကကိုတီဟာပေါ့ဒီမှာကိုတီကအခုဒီတောင်းတာနဲ့ကားလေးတေးကြစစ်ပြီကားလေးကောင်းတယ်ဘာမှထွေထူးပြောစရာတော့မရှိဘူး sport တွေခါတော့မှတ်တမ်းထည့်သွားတယ်အနေနဲ့ပေါ့နော် sport တွေပါမှန်တယ်ခါးတွေခေါင်းတွေအကုန်လုံးလွတ်တယ်သူ main sport တွေပါလည်းမှန်တယ်ဒီ liner တွေပတ်လေတွေအကုန်လုံးကောင်းတယ် engine ခန်းလည်းအကုန်လွတ်တယ်ဒီမှန်လေးတေးလေး sport လေးရှိရလောက်ပဲတွေ့တယ်ကျန်တာတော့ဘာမှမတွေ့ engine မောင်းနှင်းလေးနည်းနည်းတော့တုံတာပေါ့နော်ဒါတွေ့တာကျွန်တော်လည်းတော့မဆိုင်တော့နော်ဒါပေမဲ့ဒီဖြစ်တဲ့ဟာလေးတွေတော့ခါတဲ့မှတ်တမ်းလေးနေနဲ့ပြပြတာဒါတကူတကလာကြည့်ပေးရတဲ့ကားလေးပေါ့နော်ကားလေးကောင်းပါတယ်သူတို့ရောင်းသူပဲသူအဆင်ပြေအားလုံးအဆင်ပြေပါတယ်ပေါ့နော်ဒါကျွန်တော်ကားလာကြည့်ပေးရတဲ့ blog လေးပေါ့အခုကျွန်တော်မန်းလေးကိုရောက်နေပါဗျာနော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ပေါ့နော်ကြောက်ပတောင်းကအကိုတယောက်ပေါ့နော်ကိုတီယာလို့ခေါ်ရပါတော့သူဒီ Mitsubishi Outlander လေးကိုသူဝယ်တယ်ပေါ့နော် model 2009 model လေးပေါ့ 2E4V လေးနဲ့ပေါ့အကောင်လေးကိုကျွန်တော်အခုလာစစ်ပေးတယ်ရန်ကုန်ကရင်ကျွန်တော်မန်းလေးဒီလာစစ်ပေးရပေါ့နော်အဲ့ဒီကိုကသူဈေးစကားတွေပါအကုန်လုံးသူတာဝန်ယူပြီးကျွန်တော်ရဲ့ဒီရမယ်ကျွန်တော်ရဲ့ဒီ percentage တွေပါလေသူ 1% လဲသူပေးတယ်ပေါ့နော်ကျွန်တော်ကတော့အမှန်တော့မတုံတော့ရောင်မှာပဲစစ်တာများဗျအခုကသူလည်းနည်းနည်းအခက်အခဲရှိတဲ့ခါကြတော့လေကျွန်တော်ကိုယ်တိုင်လာစစ်ပေးတယ်လောတယ်ကျွန်တော်အမှခေါင်းတွေပေါ့နော်ဒီ engine ခေါင်းတွေကိုတွေ့တဲ့အတိုင်းပဲတေချာစစ်